ပင်္ဂလာပါခင်ဗျာ2025ခုနှစ်အောက်တိုဘာလ3ရက်တောက်ကြညချမ်းအတွက် BBC မြန်မာ TV အစီအစဉ်တွေကိုလန်ဒန်မြို့ကနေတိုက်ရိုက်တင်ဆက်ပေးနေပါပြီကျွန်တော်ကကျော်စရာပါစစ်ကော်မရှင်ကလက်လွတ်ထားတဲ့နယ်မြေတွေကိုပြန်ထိန်းချုပ်ဖို့ကြိုးစားနေပေမဲ့မြို့နှစ်မြို့သာပြန်သိမ်းယူနိုင်သေးပြီး NUG ကတစ်မြို့ထပ်သိမ်းထားပါတယ်ဒေါ်လာပါဝင်နိုင်ငံခြားငွေတန်ဖိုးပြန်လဲကျဆင်းနေပေမဲ့ကုန်ဈေးနှုန်းမကျသလိုသွင်းကုန်ပုံမှန်ဝင်ရောက်တာမရှိလို့ကုန်ပစ္စည်းပြက်လက်မှုတွေဈေးနှုန်းမြင့်တက်တာတွေရှိနေပါတယ်ဂါဇာကိုအကူအညီပေးဖို့သွားတဲ့နိုင်ငံတကာသင်္ဘောတွေကိုအစ္စရေးကဂျားပြတ်ဟန်တာခဲ့တာကြောင့်ဥရောပ၊ဩစတြေးလျနဲ့တောင်အမေရိကမှာအစ္စရေးကိုဆန့်ကျင်တဲ့ဆန္ဒပြမှုတွေရှိနေပါတယ်စစ်ကော်မရှင်ဟာနိုင်ငံတွင်းကမြို့နယ်63ခုကိုရက်90အရေးပေါ်အခြေအနေကြီးညာခဲ့တာအခုဆို2လကျော်လာပါပြီရွေးကောက်ပွဲလုပ်နိုင်ဖို့လက်လွတ်ထားတဲ့နယ်မြေတွေကိုဒီရက်90အတွင်းပြန်ထိန်းချုပ်ဖို့လုပ်ပေမဲ့ဒီ2လအတွင်းစစ်တပ်ကအတူလက်လွတ်ထားတဲ့ဒေသတွေရဲ့ကမြို့2မြို့သာပြန်လည်သိမ်းယူထားနိုင်ပါတယ်တော်လိုင်းတပ်တွေဘက်ကလည်းမြို့1မြို့ကိုပြန်သိမ်းပိုက်နိုင်ခဲ့ပါတယ်ဒီလိုအခြေအနေတွေကြောင့်စစ်ပွဲတွေပိုကျသွားနိုင်တယ်လို့စစ်ရေးလေ့လာသူတွေကသုံးသပ်ကြပါတယ်မဆနာဝင်းကပြောပြ။ဩဂုတ်လ1ရက်နေ့မှာအရေးပေါ်အခြေအနေကြီးညာပြီးစစ်အုပ်ချုပ်ရေးထုတ်ပြန်ခဲ့တဲ့63မြို့နယ်တွေကတအန်းတက် DNL ထိန်းချုပ်ထားတဲ့ကြောင်မဲကိုမနေ့ကပြန်ထိန်းချုပ်လိုက်တယ်လို့ကရင်နီတော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ဒီမော့ဆိုကိုလည်းဩဂုတ်လ19ရက်နေ့ကပြန်ထိန်းချုပ်ခဲ့ပါတယ်။ဩဂုတ်လ1ရက်မတိုင်ခင်ကတော့နောင်ချိုနဲ့မိုးပြဲကိုပြန်ရခဲ့ပါတယ်။တစ်ဖက်မှာလည်းတော်လှန်ရေးတပ်တွေကစကိုင်းတိုင်းအထက်ပိုင်းကဘန်းမောက်ကိုစက်တင်ဘာ20ရက်ကသိမ်းပိုက်နိုင်ခဲ့ပါတယ်။19ခုစစ်စင်ရေးမှာလက်လွတ်လိုက်ရတဲ့မြို့တွေကိုလည်းတရုတ်အကူအညီနဲ့ပြန်ရခဲ့တယ်လို့လူသူလက်နက်ခရမ်းနဲ့နီးပညာဖြည့်တင်းမှုတွေပြန်လှုပ်ဆောင်ခဲ့ပြီးလက်လွတ်ခဲ့ရတဲ့တပိတ်ချင်းနောင်ချိုလားရှိုးအပါအဝင်ကရင်နီဒေသကနေရာတချို့ကိုပြန်ထိန်းချုပ်နိုင်ခဲ့ပါတယ်ဒီ2လအတွင်းစစ်တပ်ပြန်ထိန်းချုပ်လိုက်တဲ့မြို့2မြို့ဟာဒေသရင်းမှာစစ်ရေးအရဘလို့အရေးပါမှုတွေရှိနေပါသလဲ CDM ဗိုလ်ကြီးစင်ရောကအခုလိုရှင်းပြပါရယ်အခုလောလောဆယ်တော့ကြောင်မဲကိုရသွားပြီကြောင်မဲရသွားတဲ့အတွက်ကျွန်တော်တို့ဒီတမ်းမြောက်ရဲ့တကားပေါက်လို့ပြောလို့ရတာပေါ့ဒါနောင်ချိုမှာကလေးကတကားပေါက်ကတော့စပွင့်လိုက်ပါပြီဒါပေမဲ့ကျွန်တော်တို့နောင်ချိုမှဒီလားရှိုးတို့ကိုဆက်ပြီးတော့တကြောင်ပိတ်ရမှာပေါ့နော်အဲ့အပေါက်ကပွင့်နေအဲ့တော့ရှမ်းမြောက်နဲ့ရှမ်းတောင်လုံးဝပိတ်သွားဖို့အရေးကိုအခုကြောင်မဲကိုသူတို့ရသွားပြီရှမ်းမြောက်ကမြို့တော်တော်များများကဒီအနေထားမှာဆိုကြောင်မဲကိုရလိုက်တဲ့အတွက်သူတို့စီရေးသဘောအရအပိတ်ဆို့ခံဖြစ်သွားပြီပေါ့နော်ထို့အတူပဲဒီမော့ဆိုးကိုလည်းသူတို့ကျွန်တော်တို့ဒီငွေတောင်ဘက်ကနေရောကျွန်တော်တို့မိုးပြဲဘက်ကနေရောစပြီးတော့လှုပ်လာတယ်ပေါ့နော်အဓိကကတော့ကျွန်တော်တို့မိုးပြဲကိုစပြီးတော့လက်လွတ်လိုက်တဲ့အချိန်မှာဒီမော့ဆိုးကိုပါထပ်ပြီးတော့လက်လွတ်လိုက်ရတဲ့အနေအထားမျိုးပေါ့နော်ဒီမော့ဆိုးကလည်းကျွန်တော်တို့ကရင်နီတပ်ပေါင်းသူတွေကထိန်းချုပ်ထားနိုင်တယ်ဒါပေမဲ့နယ်မြေကန်တပ်တွေကြမ်းနေတယ်အဲ့နယ်မြေကန်တပ်တွေကနေပဲလမ်းကြောင်းပွင့်ပြီးတော့ပြန်ပြီးတော့ထိုးဖောက်သွားနိုင်တဲ့အနေအထားမျိုးပေါ့အခုလဲဒီကြောင်မဲနဲ့ကြောင်မဲဒီလဲရှမ်းမြောက်ကိုဝင်ပေါက်ထပ်ရသွားတယ်ဒီမော့ဆိုးဒီလဲကရင်နီအတွင်းပိုင်းအထိပေါ့နော်အတွင်းပိုင်းအထိလိုက်စားလို့ရသွားတယ်သူတို့လိုက်ပြီးတော့စစ်ကြောင်းထိုးလာလို့ရတဲ့အနေအထားမျိုးအထိရောက်သွားတာကိုတွေ့ရတယ်အဲ့တော့ပြောရမယ်ဆိုရင်တော့သူတို့ရှမ်းမြောက်နဲ့ရှမ်းတောင်နဲ့ကိုကြောင်မဲကိုရလိုက်တဲ့အတွက်တကားပိတ်လိုက်နိုင်ခဲ့တယ်ဒီမော့ဆိုးကိုရလိုက်တဲ့အတွက်ရှမ်းတောင်ကနေကရင်နီဝင်ပေါက်ကိုသူတို့ရသွားတယ်လို့ပြောရမှာဖြစ်ပါတယ်ဗျာဟုတ်ကဲ့နောင်ချိုနဲ့ကြောင်မဲကိုပြန်ရရှိပြီးဖြစ်တာကြောင့်ရှမ်းမြောက်ကလက်လွတ်ခဲ့ရတဲ့တီဘောအပါဝင်တခြားမြို့တွေကိုဆက်လက်ထိုးစစ်ဆင်နိုင်တယ်လို့သူကသုံးသပ်ပါတယ်တစ်ဖက်မှာလည်းလက်လွတ်လိုက်ရတဲ့ဘန်းမောက်မြို့ဟာတော်လှန်ရေးတပ်တွေအတွက်စစ်ရေးဆက်သွယ်ရေးလမ်းကြောင်းအရအရေးပါတယ်လို့စစ်ရေးသုံးသပ်သူတွေကဆိုပါတယ်စစ်တပ်ဟာရွေးကောက်ပွဲမတိုင်ခင်မှာလက်လွတ်ခဲ့ရတဲ့မြို့တွေကိုရသလောက်ပြန်ထိန်းချုပ်နိုင်မှုစူးစမ်းလာနိုင်တယ်လို့ရွေးကောက်ပွဲအလွန်မှာလည်းကျန်တဲ့မြို့တွေကိုထိုးစစ်ဆင်နိုင်တယ်လို့စစ်ရေးလေ့လာသူတွေကဆိုပါတယ်ဒီအခြေအနေနဲ့ပတ်သက်ပြီးစစ်ရေးနိုင်ငံရေးလေ့လာသူဒေါက်တာအောင်မျိုးကအခုလိုပြောပါတယ်လမ်းမဆက်သွယ်ရေးအဓိကကျတဲ့ line of communication ရှိတဲ့ဆွေးပေါ်ဦးတွေဒါတွေကတော့သူကသိမ်းပါပဲလေဒီကျန်တဲ့ရှင်းတဲ့လူတော်ပိုင်းကတော့ဒါကြံနေပါပေါ့နော်ဒါကတခါလေးတော့ဆိုတာလည်းချက်ချင်းကတော့ဘယ်လိုလဲအဲ့တော့တခုတော့ရှိတယ်ပေါ့နော်တက်တော့ပေါ်လာပြီးဆိုရင်တော့နိုင်ငံရေးခြေရှိတဲ့တခုထွက်လာပြီးဆိုရင်တော့ဒီပြည်မာထဲမှာရှိတဲ့စကိုင်းတို့မကွေးတို့မှာရှိတဲ့အပိုင်းကတော့နိုင်ငံလေးပြီးသွားနိုင်တာပေါ့နော်။နိုင်ငံရေးစစ်ကြောင်းလိုက်တာတဲ့သူတိုင်းပဲအလိုလျောက်သူကရောက်ရှိတာနော်။အဲဒီဒေသတွေကတော့သူကနိုင်ငံရေးစစ်ကြောင်းလဲအောင်တော့ဒီမျိုးရေးဆိုတဲ့ဥစ္စာကရှိနေတဲ့အခါကျတော့သူကတော့ဒီတော့လေးပဲကျွန်တော်တို့သိတာပေါ့နော်။လက်ရှိအချိန်မှာတော့စကိုင်းမကွေးနဲ့မန္တလေးတိုင်းအပါအဝင်တော်လှန်ရေးတပ်တွေအားကောင်းတဲ့ဒေသတွေကိုစစ်တပ်ကစစ်ကော်မရှင်ဖွဲ့ပြီးနောက်ပိုင်းမှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေမြေပြင်စစ်ကြောင်းထိုးမှုတွေပိုတိုးပြီးလှုပ်ဆောင်နေတဲ့အတွက်နေ့စဉ်လိုအရက်သားထိခိုက်ဒေဆုံးမှုအများအပြားရှိနေပါတယ်ရှင်။အာဏာသိမ်းပြီးနောက်ပိုင်းတောက်လျှောက်တက်နေတဲ့အမေရိကန်ဒေါ်လာအပါအဝင်နိုင်ငံခြားငွေတန်ဖိုးဟာအခုရက်ပိုင်းအတွင်းဇက်တိုက်ပြန်ကျနေပါတယ်။နိုင်ငံခြားငွေကျဆင်းချိန်မှာမြန်မာကျပ်ငွေတန်ဖိုးမာလာပါတယ်။ဒါပေမဲ့ပြည်တွင်းမှာ
ကုန်စည်နှုန်းတွေမကျသလိုပြည်ပသွင်းကုန်တွေလည်းပုံမှန်ဝင်တာမရှိလို့ကုန်ပစ္စည်းပြက်လက်ပြီးဈေးတွေတက်နေပါတယ်ဒေါ်လာဈေးကျမှုနဲ့အတူကုန်စည်နှုန်းကျဆင်းမှုဘလို့နီးလန်းတွေနဲ့ဖြည့်ရှင်းလို့ရပါတယ်မတ်တာယာကပြောပြပေးထားပါတယ်2023ခုနှစ်နှစ်ကုန်ပိုင်းကစလို့အမေရိကန်ဒေါ်လာဟာမြန်မာငွေကျပ်4,000ကျော်ကိုရောက်ခဲ့တာပါအခုအောက်တိုဘာ2ရက်နေ့မှာတော့ပထမဆုံးအကြိမ်ဒေါ်လာကျပ်4,000အောက်ကိုပြန်ရောက်ရှိခဲ့ပါတယ်ယွမ်ဘတ်ငွေလဲနှုန်းတွေလည်းဇက်တိုက်ကျဆင်းနေပါတယ်မြန်မာမှာဒီငွေကြေးသုံးခုကိုကုန်သွယ်ရေးငွေကြေးအဖြစ်အဓိကသုံးနေကြတာပါလက်ရှိမှာစစ်ကော်မရှင်ကနယ်စပ်ကုန်သွယ်ရေးတွေကိုပိတ်ထားသလိုလေကြောင်းကနေကုန်သွယ်မှုတွေကိုလည်းကန့်သတ်မှုတွေလုပ်ထားပါတယ်ဒီလိုနိုင်ငံခြားငွေဈေးတွေကျဆင်းလာခဲ့ပေမဲ့ပြည်တွင်းမှာသွင်းကုန်ရှားပါပြီးကုန်စည်ဈေးနှုန်းတွေကျဆင်းတာမရှိဘူးလို့ဆိုင်ရှင်တွေနဲ့စားသုံးသူတွေကပြောပါတယ်ဈေးကွက်အတွင်းမှာပြည်ပကကုန်စည်တွေပြတ်တောက်ခဲ့ပြီးလက်ကျန်ကုန်စည်တွေကဈေး2ဆ3ဆအထိမြင့်တက်သွားပါတယ်ဒီလိုနိုင်ငံခြားငွေဈေးတွေဘာကြောင့်ကျဆင်းလာတာပါလဲမြန်မာကျပ်ငွေတွေအမှန်တကယ်မားလာတာပါလားလုပ်ငန်းရှင်တဦးပြောတာကဒီကာလာအတွင်းမှာသူကအဆက်မပြည့်တောက်လျှောက်ပေါ့နော်ဒေါ်လာပဲဖြစ်ဖြစ်ယွမ်ပဲဖြစ်ဖြစ်ဘတ်ပဲဖြစ်ဖြစ်တောက်လျှောက်ထုတ်ရောင်းပေးနိုင်တယ်အဲ့ဒါလည်းအနည်းဆုံး20-30ထက်တည်းကျွေးတန်းဒေါ်လာရယွမ်ရဘတ်ရကိုတောက်လျှောက်ရောင်းပေးနိုင်တဲ့အနေအထားမှာလည်းရှိတယ်နောက်တစ်ခုကရွေးကောက်ပွဲကြောင့်လည်းပါတယ်ဗျနောက်တစ်ခုက import ပိတ်ပစ်တာအကုန်လုံးကိုတောက်လျှောက်ပိတ်ပစ်တာအဆိုးကျိုးအနေနဲ့ကဘာဖြစ်လဲဆိုတော့ရွှေစည်းနဲ့ဒေါ်လာစည်းမှာပဲလာပြီးတော့တက်ရောက်တာကုန်စည်ကြတော့မကြတဲ့ပြင်ကျွန်တော်အခုလက်ရှိပြဿနာကျွန်တော်ကုန်စည်ရှားတယ်ကုန်စည်ရှားပြီးတော့ကြတော့ဈေးကြီးနေတယ်လို့ဖြစ်နေပါဈေးကြီးတော့ကြီးကိုကြီးနေမှာပြည်ရင်းကစက်မှုလက်မှုထုတ်ကုန်ပိုင်းမှာကုန်ကျန်းအများစုကိုပြည်ပကနေတင်သွင်းရတယ်လို့စက်မှုဇုံလုပ်ငန်းရှင်တွေကပြောပါတယ်ပြည်ပကုန်စည်တွေဝင်ရောက်မှုနေတာကြောင့်ပြည်ရင်းလုပ်ငန်းတချို့လည်းရပ်နားထားရပါတယ်ဒါအပြင်ပြည်ပရင်းနှီးမြှုပ်နှံမှုအထက်ဆက်ရုံတချို့ပါပိတ်သိမ်းရတာတွေရှိလာလို့တဦးချင်းဝင်ငွေ GDP လည်းကျဆင်းလာပါတယ်ဒါကြောင့်ကျပ်ငွေတန်ဖိုးရဲ့အကျိုးကိုခန်းစားနိုင်မှုမြန်မာပြည်မှာဖြည့်ရှင်းနည်းကလက်တလုံးမှာမရှိသေးဘူးလို့စီးပွားရေးပညာရှင်တဦးကပြောပါတယ်ဘယ်ပေါ်မှာခြေခံတွက်လဲဆိုတော့မြန်မာပြည်စီးပွားရေးဘယ်ပေါ်မှာခြေခံမတွက်လို့မရဘူးဖြစ်နေတာပေါ့နော်လောလောဆယ်တော့မရှိဘူးဗျမရှိဘူးဆိုတာကလေတတ်ဒီဘက်ကပြည်ရင်းထုတ်ကုန်လုံးမှုကြီးတွေရတယ်သူကသူမစင်းမနဲ့ပြက်နေတာဟိုဥပမာဖြင့်ကျက်သွန်ဆိုင်တောင်သူကကျက်သွန်ဈေးမတက်မချင်းသူကလည်းရှုံးနေတော့သူကျက်သွန်ဈေးတက်စေတယ်ကျက်သွန်ဈေးတက်တော့အိမ်အောင်ဈေးရတက်သွားအောင်ဟိုလက်ပိတ်တစ်ခွက်ကဒီတော့200-300ဒီခု2400ဒီ2500ဒီဖြစ်နေဒီထုတ်လို့မှုဒီနေတယ်တူးကြီးလာတော့လောကလာတာမတက်လာဘူးပေါ့နော်အဲ့လောက်မတက်လာတော့ကိုစောင်းဒီချက်တဲ့မှုကြီးအရင်ဖြစ်တာပေါ့နော်ဒါမှမဟုတ်ခုနဒေါ်လာကြီးကျနေဒေါ်လာကြီးတက်ကြနေတော့သိတော့မဆိုင်ဘူးဒီထုတ်လို့မှုကြီးနေတဲ့တော့အနေနဲ့ကြာတော့ထက်တွေ့ရမယ်လို့ရှိပါတယ်ပြည်ရင်းမှာအခြေခံစားသောက်ကုန်ကအစကုန်စည်ဈေးနှုန်းတွေမကျဆင်းပဲဒီတိုင်းဆက်သွားနေမယ်ဆိုရင်ရေရှည်မှာကုန်စည်တွေပြတ်တောက်တာစားသုံးကုန်နဲ့လူသုံးကုန်တွေကိုအကန့်အသတ်နဲ့သာရောင်းချပေးနိုင်တာတွေဖြစ်လာနိုင်တယ်လို့စီးပွားရေးလုပ်ငန်းရှင်တွေကသတိပေးနေကြပါတယ်ရှင်။ဂါဇာထဲကိုအကူအညီတွေသွားပို့ပေးတဲ့တင်မောအုပ်စုကိုအစ္စရေးကမနေ့ကကြားပြတ်ဟန်တာခဲ့တာကြောင့်ဒါကိုဆန့်ကျင်တဲ့အနေနဲ့အီတလီနိုင်ငံကအလို့သမားသမဂ္ဂတွေကအထွေထွေတပိတ်မှောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အစ္စရေးရဲ့လုပ်ရက်ကိုကမ္ဘာတဝန်းမှာလည်းဆန့်ကျင်ဆန္ဒပြမှုတွေရှိနေပါတယ်။အစ္စရေးရဲတပ်ဖွဲ့ကတင်မောအစီး40ဘောကနိုင်ငံတကာတက်ကြွလှုပ်ရှားသူပေါင်း400ကျော်ကိုဖမ်းဆီးခဲ့ပြီးပြည်နှင်ဒဏ်ပေးဖို့စီစဉ်နေပါတယ်။အစ္စရေးနိုင်ငံကိုတရားမဝင်အောင်လှုပ်ဆောင်တဲ့လှုပ်ရှားမှုတွေကိုရေတပ်ကဖယ်ရှားနိုင်ခဲ့တယ်ဆိုပြီးတော့လဲဝန်ကြီးချုပ်ဘန်ဂျမန်နတန်ညာဟုကပြောကြားပါတယ်။တစ်ချိန်တည်းမှာပဲဂါဇာစစ်ပွဲအဆုံးသတ်ရေးအတွက်အမေရိကန်ရဲ့အဆိုပြုချက်ကိုဟာမတ်စ်ဘက်ကလက်ခံမခံနဲ့ပတ်သက်လို့အကြောင်းပြန်ကြားဖို့နောက်ဆုံးရက်သတ်မှတ်မယ်လို့သမ္မတထရန့်ကပြောကြားပါတယ်။သမ္မတထရန့်အဆိုပြုထားပြီးအစ္စရေးကလည်းလက်ခံထားတဲ့အချက်20ပါဝင်တဲ့ဂါဇာအပြည့်ရရေးမူပေါင်းကိုဟာမတ်စ်အနေနဲ့အကြောင်းပြန်ဖို့3 ရက်အချိန်ရရှိမှာဖြစ်ပါတယ်။နိုင်ငံတကာတက်ကြွလှုပ်ရှားသူတွေကိုအစ္စရေးကဖမ်းဆီးထားတာနဲ့ပတ်သက်လို့ဂျေရုဆလင်မှာရောက်နေတဲ့ BBC သတင်းတောက် Barbara Platt Asher ကအခုလိုပြောပါတယ်။ So you had widespread protests once they were detained protests in Spain in Belgiumသူတို့ကိုဖမ်းဆီးထားတဲ့အတွက်စပိန်ဘယ်လ်ဂျီယမ်ဆွစ်ဇာလန်အီတလီတို့မှာဆန္ဒပြပွဲတွေထွက်ပေါ်လာပါတယ်ဘွေနိုစ်အိုင်ရပ်စ်နဲ့ဘရာဇီးမှာလည်းဆန္ဒပြကြပါတယ်ဆိုတော့တကယ့်ကိုကျေပြတ်တဲ့တုံ့ပြန်မှုတွေထွက်လာတာပါဒါပေမဲ့အစ္စရေးကတော့သူတို့တာဝန်ရှိရှိကင်တွယ်နေတာလို့ပြောပါတယ်အဲ့ဒီသင်္ဘောစုမှာသင်္ဘော42စင်းပါတော့ဒါကကြီးမားတဲ့လှုပ်ဆောင်မှုလို့သူတို့ကဆိုပါတယ်တက်ကြွလှုပ်ရှားသူတွေကိုသူတို့ကနိုင်ငံတကာရေပိုင်နက်မှာထိမ့်သိမ်းခဲ့တာပါသူတို့ဗီဒီယိုတွေရိုက်ပြီးတက်ကြွလှုပ်ရှားသူတွေဘေးကင်းကြောင်းလဲ post တွေတင်ပြီးပြထားပါတယ်ဒီသင်္ဘောစုကတည်လာတဲ့ကယ်ဆယ်ရေးအထောက်ပံ့ပစ္စည်းတွေကိုလည်းစစ်ဆေးခဲ့တယ်လို့ဆိုပါတယ်ဒါပေမဲ့အငတ်ဘေးကြီးညာထားတဲ့ဂါဇာကိုပိတ်ဆို့ထားတာပေါ်ကြဲကြဲပြန့်ပြန့်ဆန့်ကျင်နေကြပြီဆိုတာကအရေးပါတဲ့အချက်ပါအစ္စရေးတို့ပြောနေသလိုဒီသင်္ဘောစုလာတဲ့ကိစ္စက
stunt ထွင်တာမျိုးလို့မသတ်မှတ်ကြပါဘူးဆိုတော့နိုင်ငံတကာရဲ့စန့်ကျင်မှုကပိုပြီးကြီးထွားလာပါတယ်ဒီလှုပ်ရှားတက်ကြွသူတွေတဲ့ Nelson Mandela ရဲ့မြစ်အပါဝင်ဥရောပကနိုင်ငံရေးသမားတွေစသဖြင့်နာမည်ကျော်တွေအရေးပါသူတွေလည်းပါပါတယ်ဆိုတော့ပြီးခဲ့တဲ့နှစ်အတွင်းပါလက်စတိုင်းတွေအပေါ်ကမ္ဘာတဝန်းထောက်ခံမှုကကြီးမားလာခဲ့ပါပြီအခုတော့တခြားထိပ်တန်းသတင်းတွေကိုဆက်ပြီးရှုစားကြရအောင်ပါဂျပန်နိုင်ငံရဲ့အကြီးဆုံးဘီယာကုမ္ပဏီအစာဟိဟာစိုက်ဘာတိုက်ခိုက်ခံရမှုကြောင့်အနှောင့်အယှက်တွေကြုံတွေ့ခဲ့ရပြီးသူ့ရဲ့နာမည်ကျော် Super Dry ဘီယာနဲ့ရင်နွေးချမ်းပလင်းတွေကုန်ပစ္စည်းပြတ်တောက်မှုတွေကြုံရနိုင်တယ်ဆိုတဲ့သတိပေးချက်တွေထုတ်ပြန်ခဲ့ရပါတယ်အစာဟိရဲ့ကုန်ပစ္စည်းမှာယူမှုနဲ့ကုန်ပေးပို့မှုစနစ်မှာစိုက်ဘာတိုက်ခိုက်မှုကြုံခဲ့ရပြီးတဲ့နောက်တနင်္လာနေ့ကစပြီးစက်ရုံအတော်များများမှာလုပ်ငန်းရပ်ဆိုင်းထားရပါတယ်ဂျာမနီနိုင်ငံမြူနစ်လေဆိပ်မှာမနေ့ညကဒရုန်းပြန်ဝဲမှုတွေတွေ့ခဲ့ရတာကြောင့်နိုင်ပေါင်းများစွာကြာအောင်လေဆိပ်ကိုပိတ်ထားခဲ့ရပြီးအခုတော့လေဆိပ်ကိုပြန်ဖွင့်ပေးလိုက်ပြီးဖြစ်ပါတယ်။ဒါကဥရောပလေဆိပ်တွေမှာဒရုန်းပြန်ဝဲမှုတွေတွေ့လာရတဲ့နောက်ထပ်ဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။ဒရုန်းပြန်ဝဲမှုတွေကိုမြင်တွေ့လိုက်ရတာကြောင့်မြူနစ်လေဆိပ်ကလေယာဉ်ခီးစဉ်18ခုကိုဖျက်သိမ်းခဲ့ရတာကြောင့်ခီးသည်3000နီးပါးရဲ့ခီးစဉ်တွေမှာအနှောက်အယှက်တွေဖြစ်ပေါ်ခဲ့ရပါတယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကမ္ဘောဒီးယားအတိုက်ခံနိုင်ငံရေးသမားတယောက်ကိုတပ်ဖြတ်ခဲ့တဲ့လူတယောက်ကိုတရားရုံးကထောင်ဒဏ်တစ်သက်ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ဇန်နဝါရီလတုန်းကလင်ကင်ယာဆိုတဲ့ကမ္ဘောဒီးယားလွှတ်တော်အမတ်ဟောင်းကိုအကာလက်ပီနွိုင်းလို့ခေါ်တဲ့သူကတနက်နဲ့ပြစ်ခတ်လှုပ်ကြံခဲ့တာဖြစ်ပါတယ်။မစ္စတာပီနွိုင်းကလှုပ်ကြံမှုကိုဝန်ခံခဲ့တာကြောင့်ထောင်ဒဏ်တစ်သက်ပြစ်ဒဏ်ပြောင်းလဲခဲ့တာဖြစ်ပါတယ်။ဘာကြောင့်လှုပ်ကြံခဲ့တာလဲဆိုတာအခုထိရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။အင်ဒိုနီးရှားနိုင်ငံအရှေ့ဂျာဗားမှာတနင်္လာနေ့ကကြောင်းပြိုကျမှုဖြစ်ပွားခဲ့ပြီးတဲ့နောက်အပျက်စီးပုံတွေအောက်မှာအသက်ရှင်ကျန်ရသူမရှိတော့ဘူးလို့ကယ်ဆယ်ရေးအဖွဲ့တွေကပြောကြပါတယ်။အစ္စလာမစ်ကျောင်းမှာကျောင်းသားယာနဲ့ချီရှိနေပြီးဒါဇင်နဲ့ချီတဲ့လူတွေပျောက်ဆုံးနေတာဖြစ်ပါတယ်။အခုတော့အပျက်စီးတွေကိုဖယ်ရှားဖို့ကယ်ဆယ်ရေးအဖွဲ့တွေကစက်ရဲနေရတွေကိုစတင်အသုံးပြုတော့မှလည်းဖြစ်ပါတယ်။ BBC ကမ္ဘာတလွှားဌာနကဆေဗာနိုဟာချီရဲ့သတင်းကိုကိုဘူကပြောပြပေးမှာပါ။အသက်မသေးကြံရစ်သူတွေကိုရှာခဲ့တာကနေအခုတော့အလောင်းတွေကိုဖော်ထုတ်နေရပါပြီ။အသက်ရှင်သူတွေကြံရစ်မလားဂီယူတဆိုင်နဲ့နားထောင်ခဲ့ရတဲ့ရက်တွေလည်းဖြစ်ပါတယ်။အခုတော့ကွန်ကရစ်တုံးကြီးတွေကိုဖယ်ပြီးအပျက်စီးပုံတွေကြားမှာပိနေတဲ့ကျောင်းသားတွေရဲ့အလောင်းတွေကိုထုတ်ဖို့ကယ်ဆယ်ရေးအဖွဲ့တွေကစက်ကြီးတွေနဲ့ဝင်ချီစက်တွေကိုသုံးကြတော့မှာဖြစ်ပါတယ်။အဗ်ဒူဟာတခြားမိဘတွေမရတဲ့သတင်းကောင်းကိုကြားရတဲ့မိဘအနည်းစုတွေကတယောက်ဖြစ်ပါတယ်။သူ့ရဲ့သားအယ်ဖာတစ်မသေးပဲကြံရစ်တဲ့အတွက်သူ့ရဲ့ဆူတောင်းနေလည်းပြည့်ခဲ့ပါတယ်။ hampir 70 jamနိုင်ကွန်စနီဘာကြာလာတော့ကလေးကရေမရှိပဲအသက်ရှင်နိုင်ဖို့မဖြစ်နိုင်တော့ပါဘူး။ဒါမဲ့ဖျားသခင်လိုတော့ရှိရင်အယ်ဖာတစ်အသက်ရှင်နိုင်မယ်လို့ကျွန်တော်ယုံပါတယ်။အဲ့နောက်သူ့ကိုကယ်နိုင်ခဲ့တာပါ။ထူးထူးဆန်းဆန်းပဲ3ရက်ကြာမှ14နှစ်သားကိုအသက်ရှင်ရပြန်တွေ့ပြီးဒဏ်ရာပြင်းပြင်းထန်ထန်မရပဲဆေးရုံကိုခေါ်သွားနိုင်ခဲ့ပါတယ်။အပျက်စီးတွေကြားသူ့ဘေးနားမှာလဲနေခဲ့ကြတဲ့တငယ်ချင်းတွေကတော့သူ့လိုကံမကောင်းကြပါဘူး။အစာဦးလှုပ်သွားတာကိုသိလိုက်ပြီးထွက်ပြေးခဲ့ပြီးမြဲပြိုကျလာပါတယ်။နေရန်ပြိုကျတာနဲ့ထိမိလို့လဲသူမေ့သွားပါတယ်။သတိရလာတဲ့အခါကဲပါဆိုပြီးတော့သူနဲ့သူ့တငယ်ချင်းတွေအော်ခဲ့ကြတယ်ဆိုပြီးအယ်ဖာတစ်ကပြောပါတယ်။ Despite the news မိဘတွေနဲ့မိသားစုတွေကအာနာပိုင်နေစီကနေသိရဖို့ဒီမှာစောင့်နေကြတော့ဖြစ်ပါတယ်။တချို့ကလည်းထူဆန်းအံ့ဩစရာတွေဖြစ်လာဖို့မျှော်လင့်ကြပါတယ်။ကျန်တဲ့သူတွေကတော့သူတို့ကလေးတွေရဲ့အလောင်းတွေကိုပဲပြန်လို့ချင်ကြပါတယ်။အခုတော့ကလေးတွေရဲ့အလောင်းတွေကိုခွဲခြားနိုင်ဖို့အတွက်မိသားစုဆွေမျိုးတွေကသူတို့ရဲ့မျိုးဗီဇနမူနာတွေကိုပေးနေကြပါတယ်။တနင်္လာနေ့ကလေးကသူတို့ဒီနေရာမှာပဲစောင့်နေကြတာဖြစ်ပါတယ်။နောက်ပြီးရာနဲ့ချီတဲ့ကလေးတွေနေကင်းဖျားစာရွတ်နေကြတဲ့ချိန်မှာမခိုင်မာတဲ့အုတ်မြစ်တွေပေါ်စောက်ထားတဲ့ဆိုတဲ့ဒီအဆောက်အဦမှာဘာကြောင့်ဆောက်လုပ်ရေးတွေလုပ်ခဲ့တယ်လဲသူတို့မေးနေကြပါပြီ။ BBC မြန်မာပိုင်းရဲ့နောက်ဆုံးရသတင်းတွေသုံးသက်ချက်ဆောင်းပါးတွေဓာတ်ပုံနဲ့ဗီဒီယိုသတင်းတွေကို www.bbcburmese.com မှာလည်းတွားရောက်ဖတ်ရှုနိုင်ကြပါတယ်။အဲ့ဒီမှာသတင်းတွေအပြင်အထူးအစီအစဉ်တွေနဲ့အတန်လွင့်အစီအစဉ်တွေကိုတစုတစည်းတည်းဖော်ပြပေးထားပါတယ်။ BBC မြန်မာပိုင်းရဲ့ရုပ်သံအစီအစဉ်တွေကိုနေ့စဉ်ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်။ BBC ပြည်သက်များနဲ့တကွမြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှပြရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။